ဒီနေ့တကြံနှစ်စံတရက်နေ့မှာကျွန်တော်တို့တမရဦးဝင်းမြင့်ကြီးကိုလွတ်ပေးလိုက်ပါပြီတဲ့ခင်ဗျပထမတော့ကျွန်တော်အဲ့ဒီသတင်းကိုဟိုပါပေါ့နော်သတင်းအတုလို့ထင်တာသို့ပေမဲ့အဲ့ဒီသတင်းကသတင်းအစ်စ်ပါလုံးဝခိုင်မာပါတယ်ပေါ့နော်လူတကာလည်းတင်နေကြတယ်ကျွန်တော်တို့သတင်းမီဒီယာဟိုပါပေါ့အကြီးတွေကလည်းတင်နေကြတယ်နော်အဲ့ဒါတော့လုံးဝအမှန်ကျွန်တော်တို့ထုံးစံအတိုင်းပေါ့ဗျာတကြံရောက်လို့နှစ်စံတရက်နေ့ရောက်လို့ရှိရင်ကျွန်တော်တို့အပြစ်သားတွေကိုတချို့ဆိုအပြစ်လျှော့ပေါ့တယ်တချို့ဆိုရင်လွတ်ပေးလိုက်တယ်တမရကြီးဦးဝင်းမြင့်ကတော့လွတ်လာပြီသို့ပေမဲ့ကျွန်တော်တို့အမေစုอ่ะရောမလွတ်သေးဘူးလားဗျာနော်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့တောင်းဆိုချင်တာဗာလဲဆိုတော့အမေတော်အောင်ဆန်းစုကြည်ကိုလည်းဖြစ်နိုင်လို့ရှိရင်ပြန်လွတ်ပေးပါလို့ကျွန်တော်တို့တောင်းဆိုချင်တယ်ဗျာဘာလို့လဲဆိုတော့အမေတော်အောင်ဆန်းစုကြည်ကအသက်80ကျော်နေပြီနော်ဒါပြောမှဆိုရင်လူဘဝရဲ့ကျွန်တော်တို့ဒါဆိုရင်85နှစ်တန်းလို့ခေါ်တယ်အသက်80ကျော်အသက်80ဆိုတော့လူရဲ့တက်တောင်ကျော်နေပြီဟိုဘက်ကိုနောက်ဆုံးအရွယ်ကိုတောင်ရောက်နေပြီဒါကြောင့်မို့လို့ဒီလောက်အသက်ကြီးရနေတဲ့ကျွန်တော်တို့အမေအိုကြီးတယောက်ကိုနော်ဒီလိုအချုံနှောင်ထဲမှာမထားဘဲနဲ့လူသားချင်းစာနာတဲ့စိတ်ဓာတ်လေးနဲ့သူကသူဟိုပြောမှဆိုရင်အပြစ်မှာလွတ်လွတ်လပ်လပ်ပေါ့ဗျာဒီနိုင်ငံတွင်းမှာမပေးနေကျင်တော့မှသူ့သားရှိတဲ့နိုင်ငံသားကိုပြောမှဆိုလို့ရှိရင်လွတ်ပေးလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးအချုံနှောင်တွေကနေပြီးတော့လွတ်ပေးဖို့အတွက်တော့ကျွန်တော်တို့မျှော်လင့်တယ်တောင်းဆိုပါတယ်နော်ဒါကျွန်တော်တို့ပြောချင်တာကပြောမှဆိုလို့ရှိရင်ဗျာအမေတော်ဆန်းစုကြည်အသက်ကြီးနေမှဘာမှလည်းထပ်မလုံးနိုင်တော့ဘူးနော်နိုင်ငံရေးလဲသူမလုံနိုင်တော့ဘူးဗျာအသက်80ကျော်နေပြီဒါကြောင့်မို့လို့ဒီအသက်80ကျော်နေတဲ့အမေအိုကြီးတယောက်ကိုနော်ဒါပြောမယ်ဆိုလို့ရှိရင်လွတ်ပေးလို့ရှိရင်ကျွန်တော်တို့အားလုံးလဲဝန်တာရမှာဖြစ်ပါတယ်အခုကြည့်နေတဲ့ညီကိုမောင်နှမတွေရောအမေဒေါန်ဆန်းစုကြည်ကိုလွတ်ပေးစေချင်လားဗျာနော်အဲ့ဒါကိုယ့်ရဲ့အမြင်လေးလဲကွန်မန့်မှာရေးခဲ့ပေးပါဦးကျွန်တော်အနေနဲ့တော့လွတ်ပေးစေချင်ပါတယ်လွတ်ပေးပါလို့လဲကျွန်တော်တောင်းဆိုချင်ပါတယ်ဗျကိုစိုးလွင်ရေးဈေးပေါ်လေးနဲ့ပေးလေးတွေရလို့ရှိရင်ပြောပါအောင်လို့မေးထားတဲ့ကိုယ့်ရဲ့ညီကိုမောင်နှမတွေနော်ဈေးပေါ်လေးနဲ့ပေးလေးတွေရပါပြီခင်ဗျနော်ဈေးလေးကတော့ကျွန်တော်တို့တကောက်ဟိုမှာ9500 1000တောင်မပြည့်9500နောက်ပြီးတော့ကျွန်တော် follower ကတော့1000ကျော်တွေပဲနော် follower 1000ကျော်တွေပဲအခုညီကိုမောင်နှမတွေပေးဝယ်တဲ့လူတွေအမတန်မှကုသိုလ်ကံကောင်းတဲ့ကျွန်တော်တို့အခုကျွန်တော်တင်ထားတဲ့ဒီစိုးမိုးသူအနာတိန်မှာ follower 6သိန်း9000 8000ရှိနေတဲ့ဒီဆယ်လီအကောက်ကကျွန်တော်စဝယ်တော့ဆို follower ဘယ်လောက်ပါတယ်သိလား980ပဲပါတယ်အဲ့တော့ဘယ်လောက်ပေးရတယ်သိလားထိုင်းဘတ်1000နဲ့4000ပေးရတယ်ဗျာအဲ့တော့ငွေဈေးကဒီလိုတော့မှမဖြစ်သေးဘူးမြန်မာငွေနဲ့ဆိုနဲတာမဟုတ်15သိန်းလောက်ကြာတယ်အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ပေးရတာနော်အဲ့လိုမျိုးကျွန်တော်တို့ပေးရထိုင်းဘတ်14000အခုထိုင်းဘတ်9500နော်ဒါအောင်မှတချို့ကကြတော့ဟို2000 3000တန်လေးတွေမရှိဘူးလားကျွန်တော်ပြော TikTok အကောင့်တော့2000 3000လည်းမရဘူးเนาะ TikTok ဂျပန် TikTok က TikTok ပတ်စံလည်းမရဘူးမှလည်းမကြိုက်ကျွန်တော် TikTok လာမေးကြ TikTok လည်းကျွန်တော်မှမရှိဘူးကျွန်တော်တို့ပြောလို့ဆိုကျွန်တော် TikTok အကောင့်ဂျပန်အကောင့်ပတ်စံအကောင့်ရတဲ့အကောင့်ကျွန်တော်လုပ်ဘူးတဲ့2လနေမှာ100ပဲရတယ်ဒေါ်လာ150နှစ်လလုံးမှာကျွန်တော်ဒီ page ဆိုလို့ရှင်တစ်လဆိုကျွန်တော်တို့ဟိုစားထိုင်းဘတ်9000 8000တခါကျ3သိန်းကျော်အဲ့လိုမျိုးကျွန်တော်တို့ပုံမှန်ရတယ်အဲ့ဒါကြောင့်မို့လို့လိုချင်တဲ့လူများရှင်အောက်မှာကျွန်တော်ဒီစိုးလွင်ဆိုတဲ့ဟိုပါဘောနော်ကိုစိုးဆိုတဲ့အကောက်လေးပေါ့နော်လင့်လေးမှာချထားပြီးတယ်အဲ့ဒီလင့်နေကနေလာပြီးမေးလို့ရတယ်9500ပဲတစ်ကောက်မှနော်ကဲကိုကြီးကိုမောင်နှမတွေယူခြင်းတဲ့လူမြန်လားအကောက်ကဘယ်လောက်မှမရှိဘူးဒီနေ့ရောက်တာ4ကောက်ပဲရောက်တယ်နော်အဲ့ဒီ4ကောက်ပြီးမရှိတော့ပါဘူးအဲ့ဒါကြောင့်မို့လိုချင်ရင်9500ပဲရှိတယ်နောက်ထပ်ဒီလိုမျိုးပေါ်တဲ့ဥစ္စာတွေလာမှလည်းမဟုတ်အဲ့ဒါကြောင့်မို့မြန်လာကြပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးပါ